overthinking အတွေးလိုခြင်းကိုလျှော့ပါကြုံတွေ့ရတဲ့ကိစ္စတစ်ခုအပေါ်အဖြစ်အပျက်တစ်ခုအပေါ်အလွန်အမင်းအဆုံးထိတွေးလိုက်တာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါ overthinking ဖြစ်နေတာပါ overthinking ဖြစ်ရတဲ့ချမ်းအမြင်အရ overthinking ဖြစ်ရတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်အတိတ်ကပြုလုပ်ခဲ့တာတွေအတွက်စိုးရိမ်ပူပန်ခြင်းတွေနောင်တရတာတွေမျိုးဖြစ်နေတာသို့မဟုတ်အနာဂတ်မှာမဖြစ်သေးတဲ့အရာတွေကိုမကောင်းတဲ့ဘက်ကနေတွေးပြီးတော့မှအတွေးလွန်နေတာမျိုးအဲ့ဒီနှစ်ချက်ကြောင့်ပဲအတွေးလွန်တာတွေကဖြစ်ပျက်နေတာပါအဲ့တော့မကောင်းဘက်ကနေကြည့်ပြီးတော့အနာဂတ်အတွက်စိုးရိမ်ပူပန်တာတွေလည်းမဖြစ်ပါနဲ့အတိတ်မှာကိုလုပ်ခဲ့တဲ့အရာသို့မဟုတ်ကိုချစ်ရသူတွေကပြုလုပ်ခဲ့တဲ့အရာတွေကိုခဏခဏတွေးပြီးတော့လည်းအတွေးတွေမစုံပါနဲ့အတွေးလွန်ခြင်းအရင်အောင်ပဲပူလောင်ရပါတယ် overthinking ဆိုတာကတော့အတွေးလွန်ခြင်းလို့ခေါ်ပါတယ်တစုံတစ်ခုကိုလိုတာထက်ပိုပြီးတော့တွေးပြီးတော့စိတ်ပူပန်တာမျိုးစိုးရိမ်စိတ်ကြီးတာမျိုးကိုဆိုလိုတာပါစိတ်တွေရှုပ်လာရင်ခေါင်းထဲမှာအတွေးတွေပိုများလာစေပါတယ်ကောင်းတာတွေလည်းတွေးရဆိုပေမဲ့ဆိုးတာတွေကိုလည်းချမ်းတို့လူသားတွေကပိုပြီးတော့တွေးလို့ရှိပါတယ်ကြုံရတဲ့ကိစ္စတစ်ခုအပေါ်အဖြစ်အပျက်တစ်ခုအပေါ်အလွန်အမင်းအဆုံးထိတွေးလိုက်တာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင် overthinking တွေများနေတယ်လို့ခေါ်လို့ရပါတယ်အဖြစ်အပျက်တစ်ခုကိုအကောင်းဘက်ကမတွေးဘဲနဲ့အဆိုးဘက်ကကြီးပဲတွေးနေလို့ overthinking တွေဖြစ်ပေါ်လာတာပါကြုံရတဲ့ကိစ္စတွေကိုတွေးပြီးတော့ဝမ်းနေကြတယ်ဒါအတိတ်ကဖြစ်ရတဲ့တွေကိုတွေးပြီးတော့ဝမ်းနေကြတယ်ပေါ့ငိုကြွေးနေတတ်ကြတယ်အချိန်တိုင်းမှိုင်ကုတ်ကုတ်နဲ့ဖြစ်နေတတ်ကြတယ်ဖြတ်သန်းရတဲ့အချိန်တွေကိုစိတ်ရှုပ်စရာတွေနဲ့ကြော်ဖြတ်နေကြတယ် overthinking များတဲ့သူတွေကအောင်မြင်ဖို့လမ်းစာနေပါတယ်အဲ့တော့အတိတ်ကဖြစ်ခဲ့ပြီးရတဲ့အတွက် overthinking မဖြစ်ဖို့အတွက်လက်ခံတတ်ဖို့လိုပါတယ်အဲ့တော့ဖြစ်ခဲ့ပြီးသားအရာတွေအကုန်လုံးကိုလက်ခံပြီးတော့ရှင်းသင်ရမှာပဲဖြစ်ပါတယ်လက်ခံလိုက်ခြင်းဟာကိုယ့်ကိုအတွေးတွေအစိုးတွေးတာတွေကိုလျော့သွားစေတယ်လို့အေဂျင့်မှုကိုလည်းခံစားရစေပါတယ်ဒါကြောင့်မို့လို့တစ်ခုခုအတိတ်မှာဖြစ်ပျက်ခဲ့တဲ့မကောင်းတဲ့အရာတွေကိုခဏခဏတွေးနေတာမျိုးမလုပ်ဘဲနဲ့အဲ့ဒီအရာတွေကိုလက်ခံပြီးတော့လက်ကိုထားလိုက်တော့ဆိုတာမျိုးကိုအဲ့ဒီစိတ်ကိုထည့်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်နေ့ရက်တိုင်းအေဂျင့်စွာဖြတ်သန်းနိုင်မှု overthinking တွေကိုလျှော့ချရပါမယ်တစုံတစ်ခုကိုစတင်လှုပ်ဆောင်မှုတွေးတဲ့အခါ positive vibe နဲ့ negative vibe ကိုမျှတစွာတွေးပြရပါမယ်အဲ့တော့တစ်ခုခုလုပ်တော့မယ်ဆိုလို့ရှိရင်လူတွေကအရင်ဆုံးအစိုးဘက်ကနေအရင်တွေးတတ်ကြတယ်ဒါလူသဘာဝအရာပေါ့နော်ဒါကြောင့်မလို့အစိုးဘက်ကကြီးမတွေးနဲ့ပေါ့အကောင့်ရောအစိုးရောဖြစ်နိုင်ခြေရှိတဲ့ဟာတွေကိုတွေးပေါ့ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုကိုကယုံကြည်ချက်ကိုယ့်ရဲ့ belief limit ကိုဒီ negative ဘက်ကကြီးတွေးမယ်ဆိုလို့ရှိရင်ဘယ်အရာမှဖြစ်မြောက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဖြစ်နိုင်တယ်ဆိုတာမျိုးလည်းတွေးရမယ်ပြီးတော့အဲ့ဒီအရာတွေမှာတခါတည်းရှင်တွဲပြီးပါလာနိုင်တဲ့မကောင်းတဲ့ဒဏ်တွေကိုလည်းခံနိုင်ရှိရမယ်ဆိုတာကိုလည်းတွေးတတ်ရမယ်ပေါ့နော်ဒါကြောင့်မလို့ကိစ္စတစ်ခုကိုတွေးပြီးဆိုလို့ရှိရင်အကောင့်ဘက်ကလည်းတွေးတတ်ရမယ်အဆိုးဘက်ကလည်းတွေးတတ်ရမယ်အမြဲတမ်းအဆိုးဘက်ကကြီးတွေးနေလို့လည်းမရဘူးအကောင့်ဘက်ကတွေးနေပြီးတော့အဆိုးဖြစ်လာမယ့်အရာတွေကိုမေ့ထားလို့လည်းမရဘူးကြိုတင်ပြင်ဆင်ထားတင်တာတွေလုပ်ဖို့အတွက်ဘာတွေဖြစ်နိုင်ခြေရှိလဲဆိုတာကိုလည်းတွေးဖို့လိုပါတယ်positive vibe ကိုပြုလုပ်မဲ့ကိုဖန်တီးထုတ်လုပ်မဲ့ရောင်းချမဲ့ပစ္စည်းတစ်ခုရဲ့အားသာချက်ကောင်းကျိုးတွေကိုတွေးကြည့်ပါဒီပစ္စည်းကလူတွေကိုအကျိုးပြုနိုင်လားကဲဒီ product ကငါ့အတွက်အကျိုးမြတ်ရနိုင်လားငါ့အတွက်လူတွေအတွက်ကောင်းကျိုးတွေရနိုင်မှာပါဒါ positive vibe ကနေတွေးရကိုယ့်ရဲ့ future planning ပေါ်အကောင်းမြင်ခြင်းမှာတဲ့အကောင်းမြင်စိတ်နဲ့အနာဂတ်စီမံကိန်းကိုအပေါင်းလက္ခဏာဆောင်တဲ့အမျှော်အမြင်တွေကိုတွေးကြည့်လို့ရပါတယ်အဲ့တော့ကိုယ့်ရဲ့အနာဂတ်ကိုတွေးပဲအဲ့တော့လူတိုင်းကတော့ကိုယ့်အနာဂတ်ကြောင့်မတွေးရလို့ဆိုတာမရှိဘူးဘယ်တော့ပဲ present movement မှာနေနေ present movement မှာနေနေပဲပြောကိုယ့်ရဲ့အနာဂတ်အကြောင်းတော့လူတွေကတွေးကြတာပဲ။ဒါကြောင့်အနာဂတ်အကြောင်းတွေးပြီးဆိုလို့ရှိရင်ကောင်းတဲ့အရာတွေကိုပဲတွေးပါ။အဲ့တော့ကိုယ့်ရဲ့စိတ်မှာတွေးတဲ့အရာတွေအဲ့ဒီစကားလည်းအမြဲတမ်းခဏခဏပြောတယ်ချမ်းကကိုယ့်ရဲ့စိတ်မှာတွေးတဲ့အရာတွေကအဲ့ဒီတွေးတဲ့အပေါ်ကိုယ့်ရဲ့မသိစိတ်ကယုံကြည်မှုအတိုင်းတကယ်လက်တွေ့မှာဖြစ်လာတယ်ပေါ့နော်။ဒါကြောင့်မို့လို့အတွေးတွေကိုသတိထားတတ်ဖို့လိုပါတယ်။ကိုယ်ကမကောင်းတာတွေတွေးနေပြီဆိုလို့ရှိရင်ရပ်ပလိုက်ပါ။ကောင်းတဲ့ဘက်ကလည်းလှည့်တွေးပါ။အဲ့ကောင်းတဲ့ဘက်ကတွေးတဲ့အတွေးကိုမသိစိတ်ကယုံကြည်ရမယ်။ဒါကြောင့်ကောင်းတာတွေတွေးပြီးတော့အဲ့ကောင်းတဲ့အပေါ်မှာကိုကယုံကြည်ချက်ရှိတယ်ဆိုတာမျိုးကိုအမြဲတမ်းသတိပေးနေရမယ်။အဲ့လိုမျိုးပေါ့နော်။ဒါကြောင့်မလို့ကောင်းတာတွေအမြဲတမ်းတွေးပါ။မကောင်းတာကိုတွေးခိုင်းတယ်ဆိုတော့ဆွနာကပြောတဲ့ negative vibe ကိုရှင်ပြီးတွေးခိုင်းတယ်ဆိုတာမကောင်းတဲ့အရာတွေကိုယုံကြည်ခိုင်းတာမဟုတ်ဘူး။အရာတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အကောင်းလည်းရှိတယ်လို့အဆိုးလည်းရှိတယ်။အဲ့ဒီအဆိုးကိုကလက်ခံနိုင်လားပြီးရင်ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတော့တွေးခိုင်းတာ။အဆိုးကိုတွေးပြီးတော့ဒီအရာကိုမလုပ်တော့ဘူးမယုံကြည်တော့ဘူးမဖြစ်နိုင်တော့ဘူးလို့တွေးခိုင်းတာမဟုတ်ဘူး။အဲ့တော့ကိုကမဖြစ်နိုင်ဘူးလို့ယုံကြည်အဲ့ဒီအရာမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်လို့ယုံကြည်အဲ့ဒီအရာဖြစ်နိုင်တယ်အဲ့လိုမျိုးပြောပြတာဆိုတော့ဒီလိုအတွေးတွေကစိတ်ကိုကြည်လင်အောင်ကူညီပေးတယ်အဲ့တော့ positive vibe အကောင်းဘက်ကအပေါင်းသဘောဆောင်တဲ့အတွေးတွေကကိုယ့်ရဲ့စိတ်ကိုကြည်လင်အောင်ကူညီပေးတယ်
အဲ့လိုတွေးတဲ့အခါကိုယ့်ရဲ့လုံနိုင်စွမ်းအားတွေကိုပို့ပြီးတော့ယုံကြည်လာပါလိမ့်မယ်အကောင်းဘက်ကနေလှည့်တွေးကိုယ့်ကိုယုံကြည်မှုရှိတယ်ကိုယ့်ကိုယုံကြည်ရဆိုတဲ့စကားတွေကိုထပ်ခါပြောပြီးရင်ကိုယ့်ရဲ့မသိစိတ်ကလည်းတဖြည်းဖြည်းကိုယ့်ကိုယုံကြည်လာလိမ့်မယ်ပေါ့နော်အဲ့တော့ negative vibe ကိစ္စတစ်ခုပေါ်အဆိုးမြင်ခြင်းတွေများလာတဲ့အခါစိတ်တွေရှုပ်လာလိမ့်မယ်တဲ့အရာရာအမှားဘက်ကနေမြင်လိုက်မယ်တွေးလိုက်မယ် future planning တွေအဆိုးဘက်ကပဲတွေးတယ်အဲ့တော့ relationship တွေမှာလည်းအဲ့လိုပဲပေါ့နော်တယောက်နဲ့တယောက်မယုံကြည်ဘူးအဆိုးဘက်ကပဲအမြဲတမ်းတွေးနေအဲ့ဆိုလို့ရှိရင်ပျော်ရွှင်တဲ့ relationship တခုကိုပိုင်ဆိုင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကောင်းတဲ့ဘက်ကနေပြောင်းတွေးဖို့လိုတယ်ကိုကအဲ့လိုမျိုး negative thoughts တွေတွေးနေမိပြီဆိုလို့ရှိရင်ကိုယ့်ကိုသတိထားပြီးတော့ကောင်းတဲ့အရာတွေကိုပြောင်းပြီးတွေးပေးဖို့လိုတယ်ကိုပြုလုပ်မဲ့အရာကိုတခုမှမစရသေးခင်ကတည်းကအတွေးတွေထဲမှာမရှုံးနေနဲ့အဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ကိုကလှုပ်တော့မလှုပ်ရသေးဘူးအတွေးထဲမှာမကောင်းတဲ့ဘက်ကနေပဲစတွေးလိုက်တယ်မဖြစ်နိုင်တော့အဲ့ဒီမဖြစ်နိုင်တဲ့အရာသူများတွေတော်ဖြစ်နိုင်နေတာဟုတ်တယ်နော်အဲ့တော့သူများတွေဖြစ်နိုင်ကိုလည်းဖြစ်နိုင်တယ်အဲ့တော့ကိုယ့်ရဲ့ယုံကြည်မှုတစ်ခုကသာအဲ့ဒီအရာကိုမဖြစ်နိုင်လို့တားနေတာဒါကြောင့်မလို့အရာတစ်ခုကိုမလုပ်ရသေးပဲနဲ့စမ်းမလုံးကြည့်ရသေးပဲနဲ့မဖြစ်နိုင်ဘူးဆိုပြီးကိုယ့်ရဲ့အတွေးတွေနဲ့အဲ့ဒီအရာကိုမပိတ်ချလိုက်နဲ့ပေါ့နော်အဲ့တော့ကိုယ့်အတွေးမှာမယုံကြည်ဘူးဆိုရင်အဲ့အရာတကယ်မဖြစ်ဘူးအဲ့ဒါကတော့ဒါအယိုးရှင်းဆုံးအမှန်ကန်ဆုံးလောကနိယာမတစ်ခုပေါ့နော်ကိုယ့်စိတ်ထဲမှာအဲ့ဒီအရာကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီအရာတကယ်မဖြစ်လာဘူးအရာတစ်ခုကိုမလုပ်ရသေးပဲနဲ့မစရသေးပဲနဲ့တကယ်လက်တွေ့ action မယူရသေးပဲနဲ့အဲ့ဒီအရာတစ်ခုကိုမဖြစ်နိုင်ပါဘူးဆိုပြီးအတွေးတစ်ခုနဲ့ပိတ်ချလိုက်လို့မရဘူးစိတ်ကူးနဲ့တင်အဲ့ဒါရှုံးသွားတာအရာရာပျက်စီးယိုယွင်းနေပြီလို့တွေးမိတယ်မလားတဲ့ negative vibe တွေများလာတဲ့အခါကိုယ့်ကိုယုံကြည်မှုတွေစပြီးတော့ပျောက်ဆုံးလာလိမ့်မယ်အဲ့တော့ negative vibe များတဲ့လူမဖြစ်အောင်ကြိုးစားဖို့လိုတယ်ပေါ့နော်negative vibe ကိုအမြဲတမ်းတွေးနေမိတဲ့လူကတဖြည်းဖြည်းနဲ့သူ့ရဲ့အတွေ့အကြုံမှာမဖြစ်နိုင်ဘူးပြီးလို့ရှိရင်ဘယ်သူ့အပေါ်မှာသူအကောင်းမမြင်ဘူးအဲ့လို relationship ရှိလာတဲ့အခါမှာလည်းအဲ့ relationship partner ပေါ်အကောင်းမမြင်ဘူးပြီးတော့မိသားစုထဲမှာဆိုလို့ရှိရင်လည်းမိသားစုဝင်နေပေါ်အကောင်းမမြင်ဘူးအဲ့လိုမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့် negative vibe များနေတဲ့လူကဘောမှာပျော်ရွှင်တဲ့လူဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့လို့negative vibe တွေများလာတဲ့အခါကိုယ့်ကိုယုံကြည်မှုတွေပျောက်ဆုံးလာမယ်ဒါကြောင့်မို့လို့ကိုယ့်ကိုအမြဲတမ်း negative thoughts တွေတွေးနေပြီဆိုလို့ရှိရင်သတိကပ်ပြီးတော့ positive thoughts တွေကိုပြန်ပြီးတွေးပေးဖို့လိုတယ်ကောင်းမွန်တဲ့အတွေးတွေကိုပြန်တွေးပေးဖို့လိုတယ်သတိထားပြီးတွေးပေးဖို့လိုတယ်ပေါ့နော် overthinking အများစုက negative vibe တွေပုံများနေတတ်ကြအဓိကတော့အဲ့ဒီ overthinking ဆိုတာအတွေးလွန်ခြင်းသက်ပဲတကယ်လည်းဖြစ်မလာဘူးအဲ့တော့ဖြစ်လာခြင်းမှလည်းဖြစ်လာမှာဖြစ်လာရင်လည်းအကောင်းဆုံးရင်ဆိုင်ပြီးတော့ဖြည့်ရှင်းလိုက်ပေါ့နော်တကယ်လို့ကိုကတခုခုကိုတွေးပြီးပူနေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့နောက်မှာဘယ်လိုဖြည့်ရှင်းမလဲဆိုတဲ့အရာကိုပို့တွေးလိုက်တာပိုကောင်းတယ်အဲ့တော့ဒီအရာကိုဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုရင်ကြောက်နေတဲ့စိတ်ထက်တကယ်တော့အဲ့ဒီအရာဖြစ်ချင်မှလည်းဖြစ်လာမှာအဲ့ဒီမကောင်းတဲ့အရာတွေအဲ့တော့ဖြစ်လာခဲ့ရင်လည်းဘာဖြစ်လဲအဲ့တော့ကိုရွေးချယ်မှုပေါ်မှာပဲမူတည်တယ်ပေါ့နော်အရာအလုံးကတော်ရှင်ချင်းဝမ်းနေခြင်းအကုန်လုံးကကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်တယ်အဲ့တော့ဘာပဲဖြစ်လာလက်ခံပြီးတော့ရင်ဆိုင်ပြီးတော့ဖြည့်ရှင်းပြီးတော့ရှေ့ဆက်လျှောက်ဖို့ပဲလိုတယ်အဲ့တော့ overthinking ဆိုတာ it just overthinking ပဲဘာမှလုပ်လို့လည်းမရအောင်တကယ်လည်းဖြစ်လာမှလည်းမဟုတ်ဘူးဖြစ်လာရင်လည်းရင်ဆိုင်ပြီးတော့အကောင်းဆုံးဖြည့်ရှင်းလိုက်ဒါပဲပေါ့နော်အဲ့တော့အတိတ်ကဖြစ်ရတဲ့အတွက်လည်းတွေးပြီးတော့ပူဆွေးတော့ကရောက်နေတာမျိုးမဖြစ်နေပေါ့နော်အတိတ်ကဘာမှပြောင်းလဲလို့မရဘူးဒါပေမဲ့သင်ခန်းစာတော့ယူလို့ရတယ်ဘာမှပြန်ပြင်လို့လည်းမရဘူးဒါပေမဲ့သင်ခန်းစာတော့ယူလို့ရတယ်အဲ့တော့ကိုတတ်တည်ရှိရမယ်ကိုလုပ်ခဲ့တဲ့အရာတွေတော့တတ်တည်ရှိရမယ်ကိုလုံရဲရင်ခဲရရမယ်ဆိုတဲ့စိတ်ရှိရမယ်အဲ့ဒါကိုအတွက်ပေါ့နော်တခြားကိုချစ်ရတဲ့သူတွေကိုတန်တရားစိတ်တွေများပြီးတော့အဲ့လိုမျိုးအတွေးတွေများပြီးတော့သူတို့အပြစ်တင်ပြောဆိုတာမျိုးတွေလည်းမလုပ်သင့်ဘူးပေါ့နော် overthinking ဆိုတာဘယ်သူမှကောင်းကျိုးမပေးဘူးဒါကြောင့် overthinking ဖြစ်နေတယ်လို့ကိုယ်ခံစားမိလို့ရှိရင်ကောင်းတဲ့ဘက်ကနေပဲပြောင်းတွေးလိုက်ပါအကောင်းသဘောဆောင်တဲ့အပေါင်းသဘောဆောင်တဲ့အပြုသဘောဆောင်တဲ့အတွေးလေးတွေနဲ့ဒါတွေးလိုက်မယ်ဆိုလို့ရှိရင်ဘာကြီးပဲဖြစ်လာအရင်ဆုံးကိုကတော့ agent တော့အမှန်ပဲပေါ့နော်ဒါကြောင့်မလို့ overthinking က negative vibe တွေပဲများနေကြတာအဲ့တော့အဲ့ဒီຢာတွေကိုသတိထားပြီးတော့ပြောင်းလဲပြီးတော့အကောင်းဘက်ကနေပြန်တွေးပေးပါတစုံတစ်ခုကိုစတင်လုံးဆောင်ဖို့တွေးပြီးကြောက်နေတတ်တယ်အားငယ်တတ်တယ် overthinking များနေတဲ့လူကဘာလို့ဆို तू ကလုံးတော့မလုပ်ရသေးဘူးသူစိတ်ထဲမှာမဖြစ်နိုင်ဘူးဒါမှမဟုတ်ရင်သူဘယ်လိုလုပ်မလဲတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးစိတ်တွေများတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတာတဲ့အဲ့ဒီအရာဖြစ်လာလဲရင်ဆိုင်မယ်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်မြင်စင်ထားလိုက်တာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်အဲ့တော့ဆက်ဆံရေးတစ်ခုမှတော့ငါ့ကိုမခင်တော့ဘူးလားမသိဘူးငါ့ကိုမချစ်တော့ဘူးလားမသိဘူးစသဖြင့်တွေးပူတတ်တာတွေကိုရှော့ချရပါမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဘယ်ဆက်ဆံရေးတကယ်ချင်းပဲဖြစ်ဖြစ်relationship ကိုယ့်ရဲ့ relationship ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုဆက်ဆံရေးပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဆက်ဆံရေးမှာမဆိုကိုမကောင်းတဲ့ဘက်ကနေတွေးလိုက်တာတစ်ဖက်သူကမသိသေးဘူးကိုကအရင်ပူလောင်နေရပြီ
အဲ့တော့ကိုတွေးတယ်လို့သူတို့ကဖြစ်ချင်မှဖြစ်မှာအဲ့တော့အဓိကကတော့အဲ့ဒီချစ်ချင်းမြတ်တာဆိုတာတော့မျှော်လင့်ချက်တွေမပိုင်တော့ကိုကအေးချမ်းတာပေါ့အဲ့တော့ဘသူခင်မခင်ဘသူချစ်မချစ်ကိုကတော့တက်နိုင်ဆုံးမျှော်လင့်ချက်မပါပဲမြတ်တာတွေပေးရင်အကောင်းဆုံးပဲပေါ့နော်ကိုကအမြဲတမ်းကောင်းပေးနေဖို့လိုပါတယ်overthinking ဖြစ်နေတယ်လို့ခံစားမိရင်စာအုပ်တွေဒါများများဖတ်တဲ့ဥပမာဒီလိုစာအုပ်တွေပေါ့ဒါဆိုလို့ရှိရင်ကို overthinking ဖြစ်နေတယ်လို့ကိုခံစားမိရဆိုလို့ရှိရင် overthinking ဖြစ်တာကိုဘယ်လိုဖျောက်မလဲဆိုတာကိုစာအုပ်တွေမှာလည်းဖတ်လို့ရတယ်လို့အခုဆိုရင် ChatGPT မှာလည်းမေးလို့ရတယ်ပြီးတော့ YouTube တွေမှာတခြားလူတွေပြပြထားတဲ့ဟာတွေကြည့်လို့ရတယ်ပြီးတော့အခု channel ပြပြထားတဲ့ကိုနားထောင်လို့ရတယ်ပေါ့နော်ဆိုတော့ဘာသာပြန်စာအုပ်တွေအဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာစာအုပ်တွေပျော်ရွှင်စရာစာအုပ်တွေကိုပို့ဖတ်ပါအဲ့တော့ overthinking ဖြစ်နေတဲ့လူ negative vibe တွေများနေတဲ့လူတွေကအကောင်းပြောတဲ့ဗီဒီယိုတွေเนาะ YouTube မှာကိုယ်ကောင်းမွန်အောင်တိဆောက်ပေးနိုင်တဲ့သူတွေပြောတဲ့စကားတွေဒီလိုပျော်ရွှင်စရာကောင်းတဲ့စာအုပ်ကလေးတွေအဲ့လိုမျိုးဟာတွေများများဖတ်ပျော်ရွှင်စရာကောင်းတဲ့သချင်းတွေများများနားထောင်အဲ့တော့သူများကမကောင်းပြောလို့ကိုကလိုက်ရောင်ပြီးတော့မကောင်းမပြောနဲ့အဲ့လိုမျိုးလေးရှောင်ရမယ်ပေါ့နော် overthinking များတဲ့လူတွေကလေးလာကြည့်ပါပြီးလို့ရှိရင်လက်တွေ့လှုပ်ဆောင်ကြည့်စွမ်းနာချမ်းပြောတဲ့ overthinking များနေတဲ့လူက negative thoughts တွေကိုတွေးပြီးတော့သူပူပန်နေတာအဲ့တော့အဲ့လိုမျိုးအတွေးဝင်သွားပြီဆိုရင်သတိထားပြီးတော့ကောင်းတဲ့ဘက်နေပြန်ပြောင်းတွေးအဲ့ဒါအကျင့်ရသွားရင်အဆင်ပြေသွားလိမ့်မယ်ပေါ့ဒါပေမဲ့အကျင့်ရဖို့တော့လိုတယ်ပေါ့တစ်ချိန်တည်းနဲ့တော့ negative thoughts တွေကိုတွေးတဲ့ overthinking ကြီးကပျောက်သွားမှာတော့မဟုတ်ဘူးအဲ့တော့ထပ်ခါတွေးပြရမယ်ကောင်းတဲ့ဘက်ကနေထပ်ခါပြန်ပြောင်းပြီးတွေးပြရမယ် overthinking ဖြစ်နေတယ်လို့ခံစားမိတယ်ဆိုလို့ရှိရင်အလုပ်တွေပို့လို့အဲ့လိုကိုကအားနေပြီးတယောက်တည်းဖြစ်နေပြီးဆိုလို့ရှိရင်အတွေးတွေကဝင်လာတတ်တယ်အဲ့ဒီအတွေးတွေမဝင်လာဖို့အမြဲတမ်းကိုယ့်ကိုမအားအောင်ထားရမယ်အဲ့တော့မအားအောင်ထားရမယ်အလုပ်တွေပို့လို့ဥပမာကျောင်းသားဆိုလဲစာပို့စူးစမ်းရမယ်စာတွေပို့ဖတ်ရမယ်အဲ့တော့ကျောင်းစာကြီးပဲဖတ်ခိုင်းတာမဟုတ်ဒီလိုစာအုပ်တွေများများအဓိကတော့စိတ်ပိုင်းဆိုင်ရာဘဝနေနီးအဲ့လိုဘဝကိုပျော်ရွှင်ဘယ်လိုနေထိုင်မလဲဆိုတဲ့စိတ်ပိုင်းဆိုင်ရာစာအုပ်တွေများများဖတ်ရမယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုမအားအောင်နေရမယ်ကိုယ့်အလုပ်တွေကိုပို့စူးစမ်းမယ်အဲ့လိုမျိုးတွေပေါ့အဲ့လိုမှမဟုတ်ဆိုလို့ရှင်လေဒါစိတ်တွေကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်အောင်တရားထိုင်ပြီးတော့လေ့ကျင့်လို့လည်းရတယ်အလုပ်တွေကိုအာရုံစိုက်ပြီးတော့ဒီနေ့တစ်ခုလုပ်ရင်နောက်နေ့ဆိုလို့ရှင်နှစ်ခုလုပ်ကြည့်အဲ့တော့ကိုမအားအောင်နေပေါ့အလုပ်တွေမအားတဲ့အခါတွေးပြီးဝမ်းနည်းနေဖို့အချိန်ကြီးလျော့သွားလိမ့်မယ်အဲ့ဒါတကယ်အမှန်တရားပဲအဲ့တော့အလုံးမအားတဲ့လူကသူများအကြောင်းပြောနေဖို့လည်းအချိန်မရတော့လို့ဝမ်းနည်းစရာကိစ္စတွေတွေးနေဖို့လည်းအချိန်မရအောင်သူတယောက်တည်းဖြစ်သွားတဲ့အချိန်မှဒါဥပမာတနေ့ကုန်လုံးနေတယ်ညရောက်လာပြီဆိုဝမ်းနေတာအဲ့လိုမျိုးပေါ့တယောက်တည်းဖြစ်နေပဲအချိန်ဆိုရင်ဝမ်းနေလာအဲ့လိုမျိုးတွေမဖြစ်ဖို့အတွက်စာအုပ်တွေများများဖတ်ကောင်းမွန်တဲ့လူတွေရဲ့ပြောတဲ့စကားတွေကိုနားထောင် YouTube တွေမှာနားထောင်လို့ရတယ်ပေါ့နော်overthinking ဖြစ်နေတယ်လို့ခံစားမိအနီးနားကချစ်ခင်ရတဲ့လူတွေနဲ့စကားတွေအများကြီးပြောကောင်းမွန်တဲ့စကားတွေအများကြီးပြောလက်တွေ့ဆန်စကားတွေအများကြီးပြောအနာဂတ်ကိုစိုးရိမ်ပူပန်တဲ့အကြောင်းတွေမပြောနဲ့ပြီးတော့သူများရဲ့မကောင်းတဲ့ဟာတွေမပြောနဲ့အဲ့ဒါတွေအကျင့်ပါတယ်ပေါ့နော်တယောက်တည်းမဟုတ်ပါဘူးဆိုတဲ့အသည့်တွေပို့လာလိမ့်မယ်အဲ့တော့တယောက်တည်းဖြစ်နေတဲ့အချိန်မှာအတွေးတွေအများများအဲ့တော့ကိုယ့်ဘေးနားမှာချစ်ခင်ရတဲ့သူတွေရှိတယ်ဆိုတာကိုသတိထားနိုင်လာလို့ရှိရင်အတွေးလွန်ခြင်းတွေလည်းလျော့လာလိမ့်မယ်အဓိကကတော့ချမ်းပြောချင်တာကတော့အတွေးလွန်နေဆိုတာတော့နှစ်ခုတည်းပါအခြေခံအကြောင်းအရာနှစ်ခုတည်းပေါ်မှာပဲအတွေးလွန်ကြတယ်ဖြစ်ပြီးသားကိစ္စတွေပေါ်မှာနောင်တတွေသို့မဟုတ်စိုးရိမ်ဝမ်းမှုတွေနဲ့အတွေးလွန်ကြတယ်သို့မဟုတ်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုအဲ့လိုဖြစ်လာရင်ဘယ်လိုလုပ်မလဲ तू ကငါ့ဘောမချစ်တော့လားဆိုတော့ကိုကတွေးနေဖြစ်လဲမလာသေးဟုတ်တယ်မလားအဲ့တော့အနာဂတ်ပေါ်မှာမဖြစ်လာသေးတဲ့အရာတွေပေါ်မှာကိုယ့်ရဲ့စိတ်ကမကောင်းတဲ့ဘက်ကိုတွေးပြီးတော့ဒါပူပန်နေရအဲ့တော့အတိတ်နဲ့အနာဂတ်ကိုတွေးပြီးတော့ပူပန်နေတဲ့ဟာတွေကိုရှော့ရမယ်ဆိုတဲ့နီးလန်းကအဓိကအပြင်မကောင်းတဲ့တွေးလာပြီဆိုရင်သတိကပ်ပြီးတော့ဆက်မတွေးပဲရပ်လိုက်ပါကောင်းတဲ့ဘက်ကနေလှည့်တွေးပြီးလို့ရှိရင်နောက်တစ်ခုချစ်ချင်းမြတ်တိုင်းနဲ့ပတ်သက်ဆွမ်းနာပြောရတဲ့အတိုင်းပဲကိုယ်မျှော်လင့်ချက်မပါဘဲနဲ့အကောင်းဆုံးပဲနေထိုင်ပြီးအဲ့ဒါအေးအေးချမ်းဆုံးပဲပေါ့နော်အဲ့တော့ပြီးတော့နောက်ဆုံးတစ်ခုကကြတော့ဒီလက်ရှိအချိန်ကိုတန်ဖိုးထားလက်ရှိမှာနေပေါ့အဲ့တော့အနာဂတ်မှာဟဲငါဘယ်လိုဖြစ်လာမလဲမသိဘူးအဲ့လိုမျိုးတွေတွေးပူစရာမလိုဒီအချိန်မှာအကောင်းဆုံးနေထိုင်တဲ့လူကအနာဂတ်မှာလည်းကောင်းတဲ့အရာတွေကိုပိုင်ဆိုင်မယ်ဒီအချိန်မှာအကောင်းဆုံးတွေးတယ်ကိုယ်စိတ်ကိုအတတ်နိုင်ဆုံးအကောင်းဘက်ကနေပဲတွေးရလူကအနာဂတ်မှာလည်းအကောင်းတွေကိုပဲဆက်ပြီးတွေးနိုင်လာမယ်အဓိကတော့အရာရာတိုင်းကတွေးရဆတာဖြစ်တဲ့အတွက်အဲ့ဒီအတွေးကိုကောင်းတဲ့ဘက်ကနေတွေးဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့အစအတွေးအဲ့တော့အတွေးကိုကောင်းတဲ့နေရာမှာထားဖို့လိုတယ်အဲ့ဒီအစဖြစ်တဲ့အတွေးကိုကောင်းတဲ့နေရာမှာထားဖို့လိုတယ်ဒါကြောင့်မို့လို့လက်ရှိအချိန်မှာပဲငါဘာလုပ်နေလဲဆိုတော့ကိုယ့်ကိုအမြဲစမ်းစစ်ပြီးတော့လက်ရှိအချိန်ကိုပဲတန်ဖိုးထားပြီးတော့နောက်နောက်ရတဲ့ကိစ္စတွေကိုလည်းထားလိုက်တော့သင်ခန်းစာပဲယူနောက်တစ်ခါဒီလိုမဖြစ်တော့အရှိအနာဂတ်မှာဖြစ်မလာသေးတဲ့ကိစ္စတွေကလည်းကိုဒီအချိန်မှာအကောင်းဆုံးနေအနာဂတ်မှာလည်းအကောင်းဆုံးဖြစ်လာမှာပဲဆိုတာကိုယုံကြည်လက်ခံထားပြီးတော့မှဒါကိုယ့်ရဲ့လက်ရှိအချိန်တွေကိုoverthinking မပါဘဲနဲ့
ကောင်းကောင်းကြော်ဖြတ်နိုင်တယ်ပေါ့နော်ဒါကတော့ overthinking ကို short ချတဲ့နည်းလမ်းပေါ့နော်အခုတရားများများတိုင်းကောင်းသောစကားတွေများများပြောချစ်ခင်ရတဲ့လူနဲ့ကောင်းမွန်တဲ့စကားဝိုင်းလေးတွေများများဖွဲ့သူများအတင်းနေမပြောနဲ့အဲ့ဒါတွေအကျင့်ပါတယ်မကောင်းတာတွေကတကယ်အကျင့်ပါတယ်အဲ့တော့အဲ့ဒီသူများတင်းနေမပြောနဲ့ကောင်းတာတွေများများပြောတရားများများထိုင်ပြီးတော့ကိုယ့်ကိုမအားအောင်ထားပြီးတော့ဒီလိုစာအုပ်တွေများများဖတ်ချမ်းတော့တအုပ်ပြီးတအုပ်ဖတ်ပြနေပေါ့နော်ချမ်းမှာလက်ဆောင်ရထားတဲ့စာအုပ်တွေအများကြီးပဲဆိုတော့ချမ်းတအုပ်ပြီးတအုပ်ဖတ်ပြဒီစာအုပ်ကလေးကတော့ဒါပျော်ရွှင်စွာနေထိုင်ပါတဲ့ဒီစာအုပ်ကတော့ပပလေးဒါပေမဲ့အထဲထဲ topic တွေကတကယ်မိုက်တယ်ပျော်ရွှင်စွာနေထိုင်မှာစိုင်းဆရာမျိုးတက်အထဲမှာပါတဲ့ topic တွေကိုချမ်းပြပြမယ်ဒီစာအုပ်ကိုဝယ်တင်တယ်လို့ချမ်း recommend ပေးတယ်ဒါကြော်ညာနေရမဟုတ်ပါဘူးကြော်ညာနေရလုံးမဟုတ်ပါဘူးချမ်းကဖတ်ပြရင်းနဲ့မှဒီစာအုပ်လေးကို recommend ပေးခြင်းလို့ပါအထဲမှာပါတဲ့မာတိကာတွေကလူတိုင်းကိုမယုံနဲ့ဒါတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကိုပြောတာအခု overthinking တွေ short ချပါပျော်ရွှင်စွာနေထိုင်မှာအသေးကွဲတဲ့အခါမိဘကျေးဇူးဆက်ပါမာတိကာတွေကိုပြပြနေရနော်မိဘကျေးဇူးဆက်ပါရှေ့ဆက်ပါ respect လေးစားပါ appreciate အတိမတ်ပြုပါ investment ရင်းနှီးမြှုပ်နှံမှာ toxic relationship တဲ့အခုတယောက်တည်းနေတောင်လေ့ကျင့်မှာ self control ကိုယ့်ကိုထိန်းချုပ်နိုင်စွမ်း be discipline စီကံရှိပါ time and money အချိန်နဲ့ငွေပျော်ရွှင်ခြင်းကိုတန်ဖိုးထားပါပြဿနာတွေကိုမကြောက်နဲ့တောင်ပေါ်မျိုးလေးစီခီးသွားပါ take care of yourself အဲ့တော့မာတိက18ခုပါတယ်ပေါ့မာတိကလေးတွေကတော့စိတ်ဝင်စားစရာတွေပဲလူငယ်ဘဝအတွက်လိုအပ်တယ်တည်ထားဖို့လိုအပ်တယ်လူငယ်ဘဝကိုဘယ်လိုမျိုးတည်ဆောက်မလဲပေါ့အဓိကဘဝကိုဘယ်လိုမျိုးတည်ဆောက်မလဲဆိုတော့အရေးကြီးတဲ့ခေါင်းစဉ်တွေပဲသူရေးပေးထားတယ်ပေါ့နော်အဲ့ဒါဆိုတော့အရင်အောင်မှာကောင်းတယ်အဲ့တော့ဝယ်ဖတ်ပါအားတဲ့အချိန်ဒီမှာစာအုပ်ဒီလိုစာအုပ်တွေများများဖတ်ပါဒါဆိုလို့ရှိရင်အုံနောက်မှာကောင်းတဲ့အတွေ့တွေပဲတွေးလာနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ချမ်းရတော့စာအုပ်တွေအများကြီးလက်ဆောင်ရထားတဲ့အတွက်အမြဲတမ်းဖတ်ပြပါမယ်ဒါတော့ topic တစ်ခုဒီနေ့ဖတ်ပြသွားတာပဲဖြစ်ပါတယ်အတွေးမလုံးမှနဲ့ overthinking တွေကိုရှက်ချပါဆိုတော့ဒီဗီဒီယိုလေးကြည့်သွားတဲ့အခါမှာလည်းဒါအတိတစ်ခုရသွားမယ်လို့ချမ်းမျှော်လင့်ပါတယ်နောက်ထပ်လည်းစာအုပ်တွေအများကြီးဖတ်ပြသွားပါမယ်ဒီ topic တွေအကုန်လုံးလည်းဖတ်ပြသွားပါမယ်ဆိုတော့ keep on watching ပါplease don't forget to subscribe my YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုမှာတွေ့ကြပါမယ် bye bye have a good night